ဒါလေးကတော့ဝါပဲတောင်းရှိနေကျဲဥကြောမှာဖြစ်ပါတယ်ဒါလေးကတော့အခုတော့လို့ဆိုတော့ပဲတောင်းရှိသစည်းကိုဒီပြောင်ဆေးပြီးတော့မှကိုလိုတဲ့အတူရှိလေးဖြတ်ပြီးတော့စီပူပူတဲ့ကိုကြက်ကြက်တဲ့ကိုကြော်လိုက်မယ်ပဲဒီဣလာတဲ့အချိန်ကျရင်ကျဲဥလေးလုံးလေးနဲ့စားထည့်မွေပြီးတော့ခလောက်ပြီးတော့ဒီဣနေတဲ့ချက်ခံနေဖြစ်တဲ့ပဲတောင်းရှိလေးကိုရောလိုက်ပါတယ်အဲ့လိုရောတဲ့ချိန်ကျရင်မနာတမ်းမွေရမယ်နော်ကျဲဥနဲ့ပဲဒီနဲ့တီးချလေးဖြစ်သွားအောင်လို့နောက်ဆိုပြေးပြေးနဲ့ကတ်နေရလေအချက်လိုက်ဖြစ်ရင်စားမကောင်းအဲ့ကျတော့မနာတမ်းမွေပေးရမယ်ကျဲဥကကျဲဥပဲဒီရဲ့ပဲဒီဖြစ်လာတဲ့ချိန်ကျရင်သူတို့ကလုံးလုံးထွေးထွေးလေးမဖြစ်တော့ဘူးပေါ့နော်ဒီလိုလေးဖြစ်လာပြီဆိုရင်ကြည့်လို့လည်းလှသွားမယ်စားလို့လည်းကောင်းသွားမယ်ရမ်းမိုက်ပါတယ်ဒီလိုလေးကြော်စားကြည့်ပါနော်ရမ်းစားလို့ကောင်းပါလေဒါမနဲ့အစောလေးဖြတ်ဆုံးကပ်ဖို့ချက်ရင်းနဲ့ကလေးတွေစားဖို့ချက်ရင်းနဲ့မနဲ့အစောပိုင်းစပုံမူလေးပေါ့ဗျာဘွားသမားလေးကဆိုလာလေးဆင်လိုက် CCTV လေးဆင်လိုက်ထမင်းချက်လိုက်စားပါဦးဗျာ